ဒီနေ့ခေတ်ဘောဘီတွေရဲ့နောက်ွယ်မှာနှစ်ပေါင်း90ကျော်ကြာခဲ့တဲ့အကျိုးစားမှုတွေရှိခဲ့ပါတယ်။အရင်တုန်းကသုံးခဲ့တဲ့ကလောင်တန်တွေဟာမှင်အိုးတဲ့နှစ်ပြီးရေးရတာဖြစ်လို့မှင်တွေပေးကျင်လွယ်သလိုစာရွက်ပေါ်မှာမှင်ချောက်ဖို့လည်းအကြာကြီးစောင့်ခဲ့ရတာပါ။ဒါကိုပြောင်းလဲခဲ့ပေးခဲ့သူကတော့ဟန်ဂေရီလူမျိုးသတင်းစာဆရာလာဇရိုပီရိုပါသူဟာသတင်းစာတိုက်ကမှင်တွေဟာဆောင်ရွက်ပေါ်မှာချက်ချင်းချောက်သွားတာကိုသတိထားမိပြီးအဲ့ဒီမှင်ကိုကလောင်တန်နဲ့ထည့်သုံးဖို့ထိတ်မှန်လဲပတ်နိုင်တဲ့ဘောလုံးလေးကိုတီထွင်ပြီး1938ခုနှစ်မှာမှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်ရှင်ဒီဘောပင်ဟာဒုတိယကမ္ဘာစစ်အတွင်းမှာအရန်ခေတ်စားသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့လေရင်ပေါ်မှာအမြင့်ပိုင်းတွေရောက်တာတော့မှင်တွေယူစီးခြင်းမရှိပဲရေးလို့ရတဲ့တခုတည်းသောကလောင်ဖြစ်ခဲ့လို့ပါပဲ။အခုဆိုရင်တော့ဒီကမ္ဘာလုံးမှာတစ်နှစ်ကိုဘောပင်တန်းပေါင်းများစွာရောင်းချနေရပါပြီ။နောက်ထပ်ဘယ်ပစ္စည်းတွေရဲ့မူလအစကိုသိချင်သေးလဲ The Origin ကို follow လုပ်ထားဖို့မမေ့နဲ့နော်။